ရေလေကိုပြန့်နှံ့သွားတဲ့ခါကျတော့တော်မီလို့ပြန့်သွားတာနော်အရန်ကိုပြန့်နှံ့သွားတဲ့ခါကျတော့သူတို့ရဲ့တက်ထဲမှာရေလေသွေးပြတ်ကုန်တယ်နော်အကုန်လုံးကပြောဆိုကြတယ်ဒါတွေကမဖြစ်သင့်ဘူးဆိုတာဖြစ်သွားတယ်အဲ့တော့ဒါကိုကောင်တာလုပ်ဖို့အရေးကိုနော်သူတို့ကဒီလိုမျိုးဒီဘက်ကကျွန်တော်တို့လူတော်လိုင်းဘက်ကနော်တိုင်းသားလက်နက်ကတော်လိုင်းဘက်ကရဲဘော်တွေအားလုံးပဲမင်္ဂလာပါຫນွေဦးတော်လိုင်းရေးသတင်းအပါအဝင်နိုင်ငံရေးနောက်ဆုံးရတိုက်ပွဲသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပြီးပါရန်တောင်းဆိုအပ်ပါတယ်ဆိုတော့မနေ့ကစစ်ကောင်စီကဝါဒဖြန့်နေမန္တလေးမှာနော်ကိုဘက်ကလူအယောက်900ကျော်တော့လက်နက်ချတယ်ဆိုတော့ဝါဒဖြန့်ချီနော်ဆိုရှယ်မီဒီယာတွေသူတို့စစ်လော်ဘီတွေမှာတက်လာတဲ့ဟာကိုလူတွေပြောနေကြတာနော်ဒါကဟိုစိတ်ပူမယ်ဆိုလဲစိတ်ပူတဲ့နေနော်ဆိုတော့ဘာတွေဖြစ်တာလဲပေါ့လေဆိုတော့ဒီနေရာမှာနော်ကျွန်တော်တို့နဝတနာအဖစောမောင်တို့တန်းရွှေတို့လက်ထက်ကလေးကမီဒီယာကိုမီဒီယာနဲ့တိုက်မယ်ဆိုပြီးတော့သူတို့ကြွေးကြော်ခဲ့တာရှိတယ်နော်အခုဆိုရှယ်မီဒီယာခေတ်မှာသူတို့ဆိုရှယ်မီဒီယာကိုကောင်းကောင်းသုံးချပြီးတော့လှုပ်လာတယ်ဆိုတာကိုတွေ့ကြရမှာဖြစ်တယ်အဲ့တော့ပြီးခဲ့တဲ့ရပ်ပိုင်းတွေမှာလည်းစစ်ကောင်စီကထပ်ပြီးတော့သူတို့ဘက်ကဘိုးမှုကျုပ်လားအစစ်စစ်နဲ့ချိတဲ့တကောင်နဲ့သူတို့ဝါဒဖြန့်ချီရဲ့အတွက်ကိုလုံမယ်ဆိုပြီးတော့ထပ်ဖွဲ့တယ်နော်ဒါအပြင်ကို line ပေါ်မှာလည်းသူတို့တွေအများနဲ့ကိုမန့်နေပေးပြီးတော့လို့ဖို့လို့အတွက်လည်းသူတို့ရဲ့တက်နော်စစ်ကောင်စီကစက်ခါတွေရက်ခါတွေနော်မန္တလေးနေပြီးတော့နန်းတွဲတော့နေပြီးတော့တို့မှာထားတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားရတယ်နော်ဒီလိုမျိုးတွေရှိတယ်အဲ့တော့အဓိကကသူတို့ကဝါဒဖြန့်ချီပေါ့နော်ဆိုတော့ဒါကိုအဓိကလှုပ်လာတာတွေ့ရတယ်ဆိုတော့ဒီလိုကလှုပ်တယ်ဆိုတာကကိုရီဘက်မှာကလည်းနော်ကျွန်တော်တို့ဟိုပုတ်တိုက်မှုတွေဖြစ်နေတယ်အဲ့ပေါ်မှာသူတို့ကအချိန်ကိုက်ပေါ့ဗျာနော်လှုပ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်ရန်သူကတော့ရန်သူလှုပ်မှာပဲနော်ဆိုတော့ဒီနေရာမှာသူတို့ကမီဒီယာကိုမီဒီယာနဲ့တိုက်တဲ့အချိန်မှာနော်ကိုရီးယားသတိထားမှာသူတို့ရဲ့တိုက်ကွက်သေးကိုနော်ကျွန်တော်တို့တွေပါသွားလို့မရဘူးဒီနေရာမှာကျွန်တော်တစ်ဖက်ပိတ်ပြောနေရတော့မဟုတ်ဘူးဒီလိုမျိုးတွေဖြစ်တယ်ဆိုတာကတော့ဖြစ်နေနိုင်ပါတယ်နော်ဖြစ်နေနိုင်တယ်တော့သူတို့ပြောသလောက်အယောက်900ကြီးဆိုတာကတော့လက်တွေမကျတိတ်မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ယုံကြည်တယ်နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျွန်တော်ဓာတ်ပုံတွေလေ့လာကြည့်တဲ့အခါကျတော့လေသူတို့စစ်ကောင်စီရဲ့တက်ကရဲဘော်မိန်းမတွေနောက်တစ်ခါကျတော့ပြီးခဲ့တဲ့နော်ရပ်ပိုင်းကမှလူစုဆောင်ခြင်းခံထားရတဲ့နောက်တစ်ခါကျအဲ့ဒီပြည်သူစစ်ပေါ့နော်အဲ့ဒါတွေဒါအပြေကိုနော်အဲ့ဒီထဲမှာမှဒီဘက်ကနေပြီးတော့ဟိုဘက်ကိုပေါင်းသွားတဲ့လူတချို့ကိုကြားညက်ပြီးတော့လှုပ်တယ်လို့ဒီလိုတော့ကျွန်တော်တို့ယူဆလို့ရနော်ဆိုတော့ရန်သူကအဓိကကဘာကြောင့်ဒီဟာကိုထုတ်လာတယ်လဲဆိုလို့ရှိရင်အကြောင်းရှိတယ်သူတို့တက်ထဲမှာအရန်ကိုဆက်ခါသွားတဲ့အရာတခုရှိတယ်နော်အရန်ကိုဆက်ခါပြီးတော့သူတို့အရှိုက်ကိုထိသွားတယ်အဲ့အရှိုက်ကိုထိသွားတဲ့အရာကဘာလဲဆိုတဲ့အခါကျတော့ပြီးခဲ့တဲ့ရက်ကနော်မတ်လ8ရက်နေ့ကစစ်ကောင်စီကလေကြောင်းကနေပြီးတော့လေရင်ပေါင်း8စီးနဲ့ဘုံကျဲလေရင်တွေရော jet fighter တွေရောအဲ့ဒါတွေနဲ့ဒီအကြမ်းဖက်စစ်တပ်ကပဲကျွန်တော်တို့ဖမ်းမိထားတဲ့နော်စစ်တုံးမန်းနေအရကတပ်တော်ကဖမ်းမိထားတဲ့စစ်တုံးမန်းတွေကိုအမ်းမှာ4နာရီကြာပေါင်900ဘုံနေနဲ့လာကျဲတယ်နော်တနက်တွေနဲ့ပြစ်တယ်ဒါကြောင့်မလို့မြန်မာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးချုပ်အစ်စ်နော်အပါအဝင်စစ်တုံးပန်းပေါင်း100ကျော်116ယောက်နဲ့နော်တည်ဆုံးနေ30ကျော်ဒဏ်ရာရတယ်ဒါနဲ့ပတ်သက်ပြီးတော့ AA ကသတင်းထုတ်ပြန်ပြီးတော့နော်တည်ချာပွင့်လင်းမြင်သာမှုအရှိနဲ့ပြသတယ်ဒါအပြင်ကိုတွေ့ကြုံရတဲ့အဲ့မှာဘုံကျုပ်ကောင်းထွန်းတို့ဘုံမှုကျုပ်ကြောတန်းတို့နော်သူတို့ကိုပါအင်တာဗျူးပြီးတော့နော်ဗိုလ်ကြီးအောင်မြင့်မြတ်တို့ဗိုလ်မှူးကြီး
သူတို့တွေက interview ရဲသူတို့ရဲ့ရဲမီတွေပါ interview ပြီးတော့ဗီဒီယိုတွေထုတ်ပြန်လိုက်တဲ့အချိန်မှာသူတို့တက်ထဲမှာတော်တော်လေးကိုရိုက်ခတ်သွားတယ်ရိုက်ခတ်သွားဆိုတော့ဘာကြောင့်လဲဆိုတော့စစ်ကောင်စီသည်စားပြီးနားမလဲဝါပြီးထွေးထုတ်နော်ဆိုတဲ့အခါကျတော့ရဲဘော်ရဲဘက်စိတ်မရှိဘူးဒါကိုပြသလိုက်တာရန်သူရှိကိုမိနေတဲ့ကိုယ့်ရဲ့စစ်တုံးမန်းတွေကိုတကယ်တယ်ပဲမရှိဘူးနော်အပေးလုတ်ပြီးတော့လွတ်ခိုင်းတာဒါမှမဟုတ်ရှင်ပြန်လဲကတိမို့ကျိုးစားတာမရှိတဲ့အပြင်သူတို့ကိုနော်တကယ်ကိုသူတို့အတွက်လုံးဝအသုံးမဝင်တော့တဲ့စုညောင်ခလုတ်အမိုက်သေးရအနေနဲ့လာပြီးတော့ဘုံကျဲပြီးတော့တပ်ဖြတ်ပြီးတော့နော်လက်စားဖြောက်တယ်ပေါ့နော်လက်စားဖြောက်တယ်လက်စားဖြောက်ပြီးတဲ့အခါကျတော့အကုန်လုံးအပြောက်ရှင်းတယ်ပေါ့နော်ဆိုတော့ဒါဒီသစ္စာဖောက်ခံရတဲ့အလုပ်ပဲဆိုပြီးတော့နော်သူတို့ကြက်ကြီးတွေကိုယ်တိုင်ပြောတယ်သူတို့ရဲ့နော်မြန်မာဂျပန်စစ်တပ်ကရဲဘော်တွေကိုယ်တိုင်ပြောတယ်ဆိုတဲ့အခါကျတော့ဒီဗီဒီယိုတွေကရေးလဲလဲကိုပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတဲ့အခါကျတော့တောမီလို့ပြန့်သွားတာနော်အရန်ကိုပြန့်နှံ့သွားတယ်ပြန့်နှံ့သွားတဲ့အခါကျတော့သူတို့ရဲ့တက်ထဲမှာရေးလဲလဲသွေးပြက်ကုန်တယ်နော်အကုန်လုံးကပြောဆိုကြတယ်ဒါတွေကမဖြစ်သင့်ဘူးဆိုတာဖြစ်သွားတယ်အဲ့တော့ဒါကိုကောင်တာလုပ်ဖို့အရေးကိုနော်သူတို့ကဒီလိုမျိုးဒီဘက်ကကျွန်တော်တို့လူတော်လိုင်းဘက်ကနော်တိုင်းသားလက်နက်ကတော်လိုင်းဘက်ကရဲဘော်တွေပြန်ပြီးတော့နှလုံးသားကိုရိုက်ခတ်စေမယ် social media ပေါ့နော် social media offensive တခုကိုလှုပ်လိုက်တာလို့ကျွန်တော်တို့ယူဆလို့ရတယ်အဲ့တော့ဒါကိုကျွန်တော်တို့မြင်အောင်ကြည့်ပါသူတို့မီဒီယာကိုမီဒီယာနဲ့တိုက်တယ်တိုးတော့ကျွန်တော်ဒီနေရာမှာတစ်ချိန်နဲ့ပြောလို့ကျွန်တော်ကမြေပြင်မှာရဲဘော်တချို့နော်ဟိုဘက်နဲ့မပေါင်းသွားဘူးဆိုတာကတော့ကျွန်တော်တို့အတိအကျညင်းလို့မရဘူးပေါင်းသွားတဲ့လူတွေရှိနိုင်တယ်အချင်းတွေမျိုးမျိုးတွေရှိပါလိမ့်မယ်သူတို့ရဲ့ဘဝရဲ့ရွေးချယ်မှုတွေနဲ့နော်အဲ့တော့တကယ်လုတ်တင်တာကနော်ဒီလိုမျိုးတွေမဖြစ်အောင်လို့မြေပြင်ပေါ်မှာစီယုံရေးတွေနော်ရှင်သန်ရေးတွေအနာဂတ်တွေမျှော်လင့်ချက်တွေဒါတွေကိုလုတ်ပေးနိုင်ရမှာပေါ့နော်ဒါတွေကိုလုတ်ပေးနိုင်မယ်ဆိုလို့ရှိရင်သူတို့ပြောမယ်နော်သူတို့ရဲ့မျှော်လင့်ချက်တွေမဆုံးရှုံးဘူးဆိုလို့ရှိရင်သူတို့ဆက်နေမယ်အေးဒါမှမဟုတ်ဘဲနဲ့သူတို့ကအနိုင်ကျင့်ခံရတယ် view site ချမ်းမခံရဘူးနော်သူတို့ရဲ့တန်ဖိုးကိုနားမလည်ဘူးဆိုအသက်ပေးနေရတာဘာတန်ဖိုးရှိမှာလဲဇက်တူသားစားခြင်းခံနေရတယ်ကြောသားရန်သားခွဲခြားပြီးဆက်ဆံခြင်းခံနေရဆိုသူတို့ကညှို့နှင်းချက်တွေပျောက်ဆုံးကုန်မှာပေါ့ယုံကြည်ချက်တွေပျောက်ဆုံးကုန်မှာပေါ့ဒီလိုအနေထားမှာဆိုလို့ရှိရင်သူတို့ရဲ့ယုံကြည်မှုကိုနော်သူတို့တွေပြန်ပြီးစဉ်းစားသုံးသပ်လာနိုင်တယ်ဆိုတာကဒါကအားလုံးစဉ်းစားလို့ရတယ်အဲ့တော့ဒီလိုမျိုးမဖြစ်ရအောင်တကယ် on the ground မှာမြေပြင်ပေါ်မှာတကယ်လက်တွေ့ဥဆောင်နေတဲ့နော်ခေါင်းဆောင်တွေအမျှော်မြင်ကြည့်ဖို့လိုတယ်သဘောထားကြည့်ဖို့လိုတယ်နော်ဉာဏ်ပညာကြည့်ဖို့လိုတယ်ဒါကိုလည်းကျွန်တော်ပြောချင်တယ်ဆိုတော့တခါကျွန်တော်ရဲ့ live တွေမှာကျွန်တော်အများအားပြောနေလေးရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒေါ်လာရေးတစ်ခုအောင်မြင်ဖို့ဆိုလို့ရှိရင် mass ရဲ့ media ရဲ့ money ရဲ့ military ရဲ့ပေါ့ဆိုတော့ mass ဆိုတာတော့လူထုပေါ့နော် media ဆိုတာ media ပေါ့ဗျာနော် mass က media money ဆိုတာတော့ပတ်စံပေါ့ military ဆိုတာကတော့ကျွန်တော်တို့စစ်တပ်ပေါ့ဗျာအဲ့ M လေးလုံးပေါ့ကိုကနောင်ဆိုင်ကြီးကောင်းမှုလို့တယ်ပေါ့အဲ့တော့အခုစစ်ကောင်စီကနော်ကျွန်တော်ခုနပြောတဲ့ M လေးလုံးကိုအကောင့်ထဲပေါ်နေတာတွေ့ရလိုက်သူတို့တက်ဆိုလို့ရှိရင်လဲသင်္ဘောတွေစောက်နော်လေမြန်တွေစောက်နော်ဒါမျိုးတွေလုပ်တယ်တက်သားတက်ဆိုလို့ရှိရင်လဲသူမနစ်ကတစ်နှစ်ထဲနဲ့တသိန်းလောက်ကိုသူတို့ရသွားတယ်နော်ဒါကိုတွေ့ရမှာဖြစ်တယ်ဆိုတော့မီဒီယာဆိုလို့ရှိရင်အခုသူတို့တက်ကနော်ထပ်မှန်ပြီးတော့ငကူရှိရင်ဆွဲနော်ဆိုပြည်သူဆက်ဆံရေးနဲ့စိတ်သက်ဆက်ဆံရေးဌာနအပြစ်ကိုနောက်ထပ် media branch ပေါ့နော်အဲ့ဒါကိုပါသူက media ကို media နဲ့တိုက်ဖို့ထပ်လုပ်တယ်အဲ့ဒါရဲ့ပွဲဥဒ္ဒအဖြစ်အခုဆိုလို့ရှိရင်နော် PDF အယောက်900ကျော်ပေါ့ဗျာအဲ့ PDF တောင်မဟုတ်ပါဘူးသူတို့ပြောတာအမလေး AA ပါတယ် DNL ပါတယ်အစုံပါပဲဗျာနော်ရောသမမူအကုန်ပါသည်ပေါ့ဗျာနော်ဒီလိုမျိုးတွေနဲ့ဝါရဖြတ်လာ money ပတ်စံသူတို့ဘက်ကရနိုင်မဲ့လမ်းကြောင်းကိုနီးပေါင်းစုံနဲ့ရှာတယ်ဒါအပြင်ကိုယ့်ဘက်ကပတ်စံရမဲ့အပေါက်တွေကိုလိုက်ပိတ်တယ်ကျွန်တော်တို့ပြည်သူတွေသတိထားမိလားနော်အညာဒူဘိုင်းဆိုတဲ့ဆောင်းပါတက်လာတဲ့အချိန်မှာအဲ့ဒီစီထွက်တဲ့လောက်ကွက်တွေကိုသွားပြီးပုံကျဲတယ်ရွှေเจ้าနေပြောတယ်ချင်းရွှေမြင့်ဥရုချောင်းနော်ဥရမြင့်တခါကျွန်တော်တို့ဒီမြို့အေဝါဝတီမြို့ကကျွန်းပေါ်ပဲရွှေထွက်တယ်ဆိုတဲ့ဒေသတွေနောက်ကကျွန်တော်တို့ကရနီဒေသမှာဆိုလို့ရှိရင်တတ်ထုထွက်တယ်ဆိုတဲ့ဒေသတွေပတ်စံကိုရတယ်ဆိုတဲ့ဒေသတွေကြတော့ကိုယ့်ဘက်မှာပတ်စံကိုရအောင်လိုက်ဖြတ်တယ်ဘုံနေချဲပြတယ်နော်လူထုကိုကြတော့သူတို့ဘာလုပ်တယ်လဲဇက်တွေနော်
ပျော်ပွဲရှင်ပွဲတွေဖျားပွဲတွေနော်ရုပ်ရှင်တွေ stage show တွေဘားတွေ club တွေနဲ့သူတို့အာရုံပြောင်းတယ်နှီးပေါင်းစုံနဲ့အာရုံပြောင်းတယ်ရန်သူကတော့ရန်သူလုံမှာအဲ့ဒီမှာနော်ကျွန်တော်တို့အမှုပညာသမားတွေကလည်းသူတို့စာဝင်နေအတွက်သူတို့လုပ်ရမှာဒါပေမဲ့ကျွန်တော်တို့ကဒါတွေကညံချင်းရှင်ကစားနေကြတယ်နော်ကိုယ့်ဘက်ကသူတို့ကိုဘာလုပ်နိုင်မလဲနော်ကိုယ့်ဘက်ကထောက်ကန်နေတဲ့လူတွေဟိုဘက်ကမပါသွားအောင်ပြည်သူတွေကလည်းနော်ဒီတော်လိုင်းရေးပေါ်မှာအာယုံမပြောက်သွားအောင်ကိုတွေကဘာလုပ်လို့ရမလဲဒါကိုကျွန်တော်တို့ကညံချင်းနှလုံးရည်ချင်းရှင်ရမှာပါနော်ဒါကိုလည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်ဒီ2026နှစ်စန်းဝန်းကျင်မှာကတော့เนาะကျွန်တော်တို့အမှန်တိုင်းဝေဖန်သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ဒေါ်လာရေးပေါ့လူဒေါ်လာရေးအပါအဝင်ကျွန်တော်တို့ဒီ Federal Democracy ဒေါ်လာရေးပေါ့ဗျာတိုင်းဒေသလက်နက်ကိုင်ဒေါ်လာရေးဘက်မှာစိတ်မချမ်းမြေ့စရာတွေအများကြီးတွေ့ရတယ်เนาะဒါတွေကိုပြတ်တာတွေကပြတ်သွားပြီဖြတ်တာတွေကဖြတ်သွားပြီပြန်လဲကုစားရမယ်ပြန်လဲတိဆောက်ရမယ်ဒါတွေကိုကျွန်တော်တို့လုပ်ကြဖို့လိုတယ်ဆိုတာလဲကျွန်တော်ပြောချင်တယ်ဆိုတော့အခုတော့ TNL နဲ့ MNDAA နဲ့เนาะ AA ရဲ့ဂျားဝင်မှုကြောင့်အပြစ်ရက်သွားပြီလို့ကြားရတယ်ကျွန်တော်တို့ဝမ်းပါတယ်เนาะ AA ကိုလည်းကျေးဇူးတင်တယ်ငကူတွေကဒါကမဖြတ်သက်ခဲ့တဲ့ကိစ္စကျွန်တော်တို့မြမသမိုင်းမှာကျွန်တော်တခုပြောချင်တယ်ဗရေဒရိတ်ခက်ကလို့ကိုတိုက်လို့ရှင်ကိုရတာကိုယူဆိုတဲ့ပုံစံမျိုးတွေကတော့ဘယ်တော့မှကျွန်တော်တို့ကဖွင့်ပြလို့ရမှာမဟုတ်ပါဘူးအဲ့ဒီဒေသမှာရှိတဲ့เนาะလူဦးရေနောက်တစ်ခါကျတော့သမိုင်းအစဉ်လားရည်ချင်းမှုဓာတ်တွေပေါ်မူတည်ပြီးတော့ပဲကျွန်တော်တို့မြမကျန်းဖတ်စစ်တပ်အလွန်ကာလမှာဒါတွေကိုကျွန်တော်တို့ကစဉ်းစားဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။လောလောဆယ်ကိုကတိုက်ပြီးတော့တင်ထားတယ်။အဲ့တင်ထားတဲ့အတွက်ကိုကဒါကိုအပိုင်းယူမယ်ဆိုတဲ့ပုံစံမျိုးကတော့ကျွန်တော်တို့မြန်မာပြည်ကနော်ကျွန်တော်တို့ခွင့်ပြုမှာတော့မဟုတ်ပါဘူး။ဒါကိုလည်းကျွန်တော်တို့ပြောချင်တယ်။အဲ့တော့တခါကျွန်တော်တို့ကဖေးတူမေကွဲညီကိုမောင်နှမတွေတိုင်းရင်းသားတွေလေအဲ့ကကျတော့ကျွန်တော်တို့အရှိန်ကိုမျောကူးပြီးတော့အကုန်လုံးငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးနော်ဒါကိုကျွန်တော်တို့ကလောက်ကြဖို့လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ဒီသတင်းစကားကိုတိုင်းရင်းသားညီကိုမောင်နှမတွေကိုလည်းကျွန်တော်ပေးချင်တယ်ကိုရတာကိုယူကိုတိုက်တာကိုယူဆိုတဲ့ပုံစံမျိုးကတော့ကျွန်တော်တို့ဖြစ်လာမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့နေမြေအငင်းပွားမှုတွေကတော့ဖြစ်မှာပါဒါတွေကိုကျွန်တော်တို့ကကိုယ့်အချင်းချင်းကြားထဲမှာတော့နော်ကျွန်တော်တို့ဒီစကားပြောဆွေးနွေးပွဲတွေနဲ့လူကြီးလူကောင်းဆက်ဆက်နော်ဒါမျိုးကျွန်တော်တို့လုပ်ကြဖို့လိုတယ်ဆိုတာကိုတော့ကျွန်တော်တို့ပြောချင်တယ်နော်ပြောချင်တယ်ဆိုတော့ညီကုန်းချုပ်အနေနဲ့ကျွန်တော်တို့တင်ပြလို့ရှိရင်စစ်ကောင်စီကအချိန်ခါ guide နော်ဒီဘက်ကဘာဖြစ်တယ်လဲအကြောင်းဘာရှိတယ်လဲရှိတဲ့ဟာတွေပေါ်မှာသူတို့ကအခွင့်အရေးယူမယ်ပြီးရင်အချိန်ခါ guide ကိုနော်သူတို့တွေကမီဒီယာနဲ့ပြန်တိုက်နော်ဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကအမှဘုံကျဲပြီးတော့နော်သူတို့ရဲ့မြန်မာစစ်သားတွေကိုပဲဘုံကျဲပြီးတော့လက်ဆဖြောက်တယ်ပြီးတော့ရခိုင်မှာဖမ်းမိတဲ့စစ်သုံးပန်းတွေကိုနော်ဒီလိုဘုံကျဲပြီးတပ်ဖြတ်ပြီးတော့စစ်ကောင်စီကမြန်မာစစ်ကောင်စီကအစဖြောက်တာအခုမှမဟုတ်ဘူးနော်အချိန်ရှိပြီအဲ့တော့တိုက်ပွဲမှာမကြဘဲနဲ့နော်မြန်မာအဲ့အကြမ်းဖက်စစ်တပ်ကစစ်သုံးပန်းကအရောက်ပေါင်း200ကျော်ပြီနော်အချိန်လဲ10ချိန်ကျော်ဘုံကျဲပြီးတော့လက်ဆဖြောက်တဲ့ကိစ္စလားဆိုတော့အဲ့ပေါ်မှာသူတို့ရဲ့မြန်မာစစ်တပ်ထဲမှာအရန်ကိုကျွန်တော်တို့ဝေဖန်နေစစ်သားတွေမကျင်တတ်ကြဘူးเนาะကျွန်တော်တို့ကလည်းဒါတက်တွင်းသဘုံထားဖို့တွေကိုစော်ဩတယ်เนาะသူတို့ရဲ့အသက်တွေကိုဘာကြောင့်မရောက်နိုင်တော့ကိုအသိခံမလဲเนาะဆိုတော့ကိုစော်ဩတယ်ဒီပေါ်မှာသူတို့ကဘာပြန်လုပ်လာလဲဆိုတော့မီဒီယာနဲ့တိုက်တဲ့ပုံစံမျိုးဖြစ်ပါတယ်เนาะဒီသတင်းစကားကိုပေးချင်တယ်အဲ့တော့ကျွန်တော်တို့ကเนาะကြားကွယ်လို့ရှိရင်တော့เนาะမင်းအောင်လိုက်မြန်မာအကြမ်းဖက်စစ်တပ်ခွေးအားဒီဆွဲပါလိမ့်မယ်เนาะဒါကိုတော့ကျွန်တော်တို့ကသတိရှိကြဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေဖြစ်ပျက်ခဲ့တဲ့အတိတ်ကသင်ခန်းစာတွေအမားတွေကိုပြန်လည်ပြီးတော့သင်ခန်းစာယူပြီးတော့ယနေ့မှစပြီးနောက်မှเนาะဒီလိုအမားမျိုးတွေထပ်မမားအောင်မားတာတွေလွန်တာတွေရှိလို့ရှိရင်လည်းပြန်လည်ပြီးတော့ဝင်ချတောင်းပန်ပြီးတော့အမားကိုပြင်အမှန်ကိုမြင်ပြီးတော့တော်လှန်ရေးအကျိုးစီးပွားเนาะဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ဒါကိုရှေ့ရှုပြီးတော့အားလုံးကနော်မိဘမဟာမိတ်ဆက်ဆံရေးတွေနဲ့လှုပ်ဆောင်သွားတဲ့နဲ့ဆိုတာကိုပြောကြရင်းနဲ့ကျွန်တော်နေကုန်းချုပ်ပါတယ်